ကျေတာပါလေလိုလိုလေးမသိဘူးလားချောင်းနဲ့ကျေတာမြစ်မြေဒီချောင်းနဲ့ကျေပါသည်ဦးမြစ်နဲ့ကျေတာပါလေမြစ်တဲ့ကျေတာပင်လေဘောပင်လေဒီမြစ်ထက်ကျေပါသည်ပင်လေနဲ့ကျေတာပါလေဟာပင်လေနဲ့ကျေသမုတ်တရားအကုန်ပြောရာဒီပင်လေထက်ကျေပါသည်ဦးသမုတ်တရားနဲ့ကျေတာပါလေသမုတ်တရားနဲ့ကျေတာနင်ကြီးတော်ပဲရှိတော့တယ်ကျမကြီးတော့ဒီသမုတ်တရားနဲ့ကျေပါဒီဟာဟဲ့အိုးဒုက္ခပါပဲဘာလို့ရှောက်ဆိုးရလဲနင်ကြီးတော်တာသမုတ်တရားနဲ့ကျေပင်လေဦးသိမောလမ်းမဝင်လာစိမ့်မေဒီမှာတော်အင်္ဂလိပ်စာပြောင်းတယ်အင်္ဂလိပ်စာပြောင်းတယ်အနိစာဘယ်သွားမလို့လဲဟောရှစ်လမ်းထဲမှာကျောင်းဆရာတယောက်ရှိတယ်လေအဲ့ဒီမလေးကိုစာသင်ခိုင်းလို့သွားခေါ်မလို့ဟေးဒီချိန်ဆိုကျောင်းဆရာကျောင်းမှာပဲရှိမှာပေါ့ကြီးရဲ့ကျောင်းဆရာမှာရှိရင်ညီမသိပါဘူးဟေးကဲနောက်မှစကားပြောအောင်ဒီမလေးစောင့်နေမှာဆိုနော်ကြေးသွားမယ်နော်ဟုတ်ပီယူတီဆိုပါလေ PUT ပုတ်ပေါ့ပုတ်ဟုတ်ပုတ်ဆိုပါလေပုတ်ဆိုတာဟောလက်နဲ့တစ်ခုနဲ့တစ်ခုပုတ်တာပုတ်တာပုတ်CUT ကြတော့ PUT ပုတ်ဆိုတော့ CUT ကျတော့စို့ပေါ့စို့ဒါစို့စို့ဆိုပါလေစို့ဟာကတိကတမေးတာပဲစို့ဆိုတာစို့ပြုတ်သမီးတို့စားနေတဲ့စိတ်အယိုးတွေမဲယိုးတွေကြက်ယိုးတွေပြုတ်တယ်စို့ပြုတ်စို့အဲ့ဒါစို့ GUT ဆိုတာ GUT PUT ပုတ် CUT စို့ဆိုတော့ GUT ကကျွတ်ဆိုပါလေဟာကျွတ်ဆိုတာကျွတ်ရှိတဲ့နေရာငါလည်းမသိဘူးနင်ကြီးတော်လာမှမေးကျွတ်ရှိတဲ့နေရာနင်ကြီးတော်ပဲသိလိမ့်မယ်ဥကလည်းဘလို့မှမသိဘူးကြီးတော်လာမေးပဲလုံနေရပဲကြီးကဥစီမှာတင်ခိုင်းတာဟာကျွတ်မှငါမသိရဘူးအဲ့တော့သမီးကပြတပုတ်တင်ပေးမယ်ဥလိုက်ဆိုဩနင်ငါ့ကိုတင်ပေးမယ်ကဲလိုက်ဆိုမယ်တင်ပေးအဲ့ဖက်ဒီဒီပဲသွားလို့ဒီနားလေအေးကိုကနေသားမလားမလဲဟဲ့ဟိုဘက်လမ်းနဲ့ကျောင်းဆရာရင်သွားမလို့ဟာကျောင်းဆရာဒီချိန်ပဲရှိမလဲကျောင်းမှာပဲရှိမှာပေါ့မင်းကလေမင်းအိပ်ပြီးစားပြိတ်ဒီပုံဖြစ်ဖို့ပဲနော်မင်းမသိပါဘူးသွားတော့မှာကွယ်ဟုတ်သမီးတင်ပေးရတဲ့ကြပြရပြီလားအေးရပြီဗါလေနင်ကြီးတော်ကြီးလိုက်ငါဆိုပြဆိုပြမှာပေါ့ဦးသမီးတင်ပေးရတာပဲအေးနင်ကြီးတော်ကြီးလိုက်ငါဆိုပြဘာလို့ဆိုပြနေရလဲဆရာဒီမလေးကရောဗာလေးနေလိုက်နိုင်ပါလေကြီးတော်ရဲ့ကိုရဆရာတင်ပေးထားလာကြည့်ပါဦးအေးကဲဘာလို့ဆိုပြမှာလဲဆိုပြပါဦးလို့ရေ PUT ပုတ်ဟုတ်တယ် CUT စို့ GUT ကျွတ်အဲ့ဒီကကြီးတော်ကြီးမှရှိတယ်ဆရာကပြောတယ်ကြီးတော်ယူနေတဲ့ဆရာဘာလို့တင်နေတာလို့ငါအဲ့ဒါလို့မပြောမိဘူးထင်ပါရဲ့ပြောပါရဲ့ဆရာလည်းကဲပြောပါလေကြီးတော်လည်းသမုတ်ပြတဲ့ကြဲ့တယ်တဲ့ဘာကျမကသမုတ်တွေရတဲ့ကျဲတယ်ဒီလိုတင်တာဆရာမဟုတ်ဘူးငါမပြောဘူးထင်တယ်ဟုတ်တယ်ဟုတ်တယ်ကြီးတော်တိုင်းတင်ပြရတဲ့ကြပြဆိုပြမယ်ဆိုပြလိုက်လေကဲဆရာဆောက်သားမှနေဆောက်ပါဟုတ်ကဲ့ဦးဆိုလေဆိုပါမယ်ဟဲ့ဝါထိန်တိန်ကြက်သူရွေးတို့အိမ်ဝါတလုံးနဲ့ဆောက်တဲ့အိမ်ကိုကြီးတို့အိမ်လိန်ဒါညဒါကိုမကြိုက်ပါအောင်ထွန်းလေးကတနတ်နဲ့ပြစ်ကစ်ဟိုကောင်မလေးငါ့ကိုပြစ်ချစ်နဲ့ကိုအိမ်ကိုဆောက်ကပါပေါ်မှာတွန်းနေရောက်ကဲဆရာနောက်ဆုံးပိုက်ကလေးပြန်ပြီးဆွဲလိုက်စမ်းပါဦးချစ်ကိုအိမ်ကိုဆောက်ကပါပေါ်မှာတွန်းနေရောက်ကဲထောက်ဝင်လေးရမမသူ့ကိုပိုင်းလိုက်တယ်ဟုတ်တယ်သူကမမကိုကြပြရွတ်တယ်လို့ဘာလို့နဲ့ဗီဒီယိုစကားကြလို့ရိုက်ခဲ့တာပေါ့ပြီးကြတော့လေခလေးကိုလည်းပောက်ပြရလေးစက်ပြင်ပေးတာဟုတ်ကျောင်းစီကအဲ့လိုလုပ်မယ်တော့မထင်ပါဘူးပြီးတော့လေစာတင်တာတိတ်တော်တာမမလေးအမလေးစာတင်တာတော်လားမတော်လားတော့မသိဘူးဟေ့သူတင်တဲ့စာတွေကိုငါရွတ်ပြန်ညီနာထား PUT ပို့တယ်CUT ကြတော့စွတ်တယ် GUT ကြတော့ကျွတ်တယ်အဲ့ဒီကျွတ်ဘယ်မှာရှိရဲဆိုတာငါကပြောရမှာတဲ့ပြီးကြရှက်စရာကောင်းလိုက်တာသမုတ်ရာကြီးတဲ့ကျေတာကငါတဲ့ကောင်းရပြီလားမအခုပြောနေတာရေတကယ်လားဟင်တကယ်ပေါ့ဒါတွေမကသေးပါဘူးညီကျောင်းဆရာကစားတင်တာတော့တော်သလားမတော်သလားမသိဘူးငါ့ကိုငန်းတဲ့နေရာမှာတော့လေအငန်းထိတ်ခေါင်ဒီမှာသူ့ရဲ့မျက်လုံးလေးဟာငါ့ကိုကြည့်နေရတယ်ချစ်ခိုးချင်ဝေးတွေသန်းလို့ငါကသိနေမယ်အပြိုကြီးဆိုတော့မသိရင်ဆောင်ရတာပေါ့ဩသူကဒီလိုလားအေးသူကဒီလိုငါတော့လေကျောင်းဆရာဝတုတ်ဖွားဖွားရုပ်ကြီးကိုမျက်စီထဲကိုမြင်နေတာပဲဟုတ်ဘ
ဝဝတုတ်တို့ကိုဝရုံ အေးပေါ့ ကျောင်းဆရာမဝဘူးမမိုက်ပိမ့်ပိမ့်ပါပါနဲ့ ဟာဒီလောက်ကိုလုံးကြီးဘယ်နဲ့မဝရမှာတော့မငင်းသားမလေးအေးညက် ဒီမမိုက်ပိမ့်ပိမ့်လေးမျက်မှန်ကြီးနဲ့လေမျက်မှန်နဲ့ ဟမ်မျက်မှန်နဲ့ အေး ဟဲအဲ့ဒါမျက်မှန်မပါဘူးအေး ဟာဒါဆိုမမလူမမြင်တူတယ်မမပြောတဲ့ပုံစံအရဆိုရင်ဟမ်ကျောင်းဆရာရဲ့တစ်ဖက်အရာကိုတုတ်ဖြိုးကြီးပုံစံမမကျောင်းဆရာနဲ့ကိုတုတ်ဖြိုးမှားလာပြီနဲ့တူတယ် ဖယားကြီး ဖျားကြမနေနဲ့ဖျားကြမနေနဲ့တောင်းတောင်းတို့ကလေတရင်အတိအကျရမှာပြောတာမိသေးသေးမရဲ့ တောင်းတောင်းရတယ်လေဒီပဲပြုတ်ဆိုတဲ့ကောင်မကျောင်းဆရာကိုလင်းမိဖန်တာတောင်းတောင်းမသိဘူး အမလေးဟိုကတင်ပြီးဖမ်းတာဒီကလည်းပြင်းပြအောင်မယ်ကောင်မရဲ့ဖြည်းဖြည်းလုပ်တာမှာဒီမှာကြည့်နေတော်ကြလေပဲပြုတ်နေလေခါတဲ့ဖိုက်ကြီးနေလေပဲပြုတ်နေလင်းကောင်မပေါ်ပဲနဲ့လေတွေ့ရအောင်ပဲလေရောက်နေတာသိရလား အမလေးနားလိုက်တာတောင်းတောင်းလေနားလိုက်တာ ဖြည်းဖြည်းလုပ်ပါဟဲ့ငေါ့ နေပါဦးဒီမှာအဲ့ပဲပြုတ်ဆိုတဲ့ကောင်မကလေဘိုက်တစ်လုံးမဟုတ်ဘူးနှလုံးတောင်စင့်ကိုကောင်းတာတောင်းတောင်းရဲ့နှလုံးတောင်စင့်ကိုကောင်းတာ ကောင်းတယ်ဟဲ့ဘုကောင်လာနေလာတို့အိမ်ရှဲတွေသွားပြီးရစ်ကြမယ်ရှိမယ်ညနာတာသမားညစ်ဖိဟာ ဘလို့ဘလို့ဟိုမလေးပဲပြုတ်ရွရွ ပဲပြောယူကြအောင်လား စာ မယူသေး မိမကကြည့်ပါကိုနဲ့တန်တီမတန်တီမသိဘူးမိမနောက်ပေါင်းပို့ပြီးလေနာယူနေတဲ့ကောင်မလေးတောင်းတောင်းရဲ့ အေးလေဟိုစီးစီးတဲ့မှတ်ပြိုင်းလို့ပေါ့အမလေးဘယင်တော်ဖြစ်မလားလို့သွားလိုက်တာနောက်ဆုံးတော့ကျင်းသားပဲဖြစ်ပြန်လာခဲ့တာ ငါဒီနားရမှာဒီစကားပြောတာဘာသဘောလဲ ဘာတဘောကမလဲဟုတ်ရင်လားမဟုတ်ရင်မနာနဲ့ပေါ့ကွ ဘာကြလဲပဲပြုတ်ကောင်မအနာပေါ်တုတ်ကြပါလို့နာသွားပြီစားပါ ဟာငါတော့ကြောက်ကြတယ်ကောင်းကြီးတဲ့ကောင်မရဲ့ ဘာကောင်မလဲဘာကောင်မလဲပဲပြုတ်ကောင်မဒီလိုတော့လေကောင်ဖမ်းနေတာမဟုတ်ဘူးကောင်မရဲ့ အဲ့ဒါတိပြောလားဘယ်မှာတော့သိရမလားအဲ့ဒါသိတယ် ငါကြောက်မကြောက်ပါဘူးဘာလို့ကြောက်မှာ ဟဲ့ကောင်မနင်းလို့မိမတာမဲ့အရှက်မရှိပဲနဲ့ကျောင်းဆရာကိုအပိုက်ဖမ်းနေတယ်ပိုင်လုံးမကများဟဲ့ ငါဖငါပိုင်းလုံးမကလို့ဘာရင်းနဲ့ဖြစ်နေကျောင်းဆရာလူပြိုငါအပြုတ်ညားလာမှဖြစ်တယ်နင်တို့နေရာကိုတိတ်တိတ်ပေါင်းကြားနေတာမဟုတ်ဘူးလေ ဟဲ့ပဲပြုတ်ကောင်မရဲ့ငါမှနေရှိတယ်နော်နေစကားကိုစီစီနေပြောတာပဲ ပြောလိုက်ပြောလိုက် ဘာမှပြောနေနဲ့ငါသိပြီးသားညီရလေနင်ရှိရတဲ့ဖောက်ပြန်တဲ့မိန်းမကြီးဒီကဟာကြီးကလေကြာကူလီရဲ့ အမနောက်မှကြာပူရီတဲ့အမလေးကျုပ်ကပဲဒီနေ့ကြောင်းမဖြစ်အမလေးဒီပဲရုပ်ကမှတော့ဟာလောက်လိုက်တော့ ကိုတို့ပြောခလေးကိုစာတင်တဲ့ခါကျရင်ကောင်းကောင်းမွန်မွန်တင်ပါဗျာပြီးတော့အင်္ဂလိပ်စာတင်တဲ့ခါကျလို့ရှိရင်တက်အောင်ကလုပ်ပြီးတော့ပေါက်တော့ကြရတယ်မတင်ပါနဲ့ကျွန်တော်နာမည်ပြတ်နေပါဦးမယ်ကိုတို့ပြောလဲဟိုတနေ့ကလောလောလတ်ကြီးပိုင်းခံထားရတာမှတ်မိသေးရလား မှတ်မိတာပေါ့ဗျာမှတ်မိတာပေါ့ကျွန်တော်ခါတာပဲကျွန်တော်မှတ်မိတာပေါ့သူ့လောကနုနုလေးနဲ့ကျွန်တော်ပါပြင်ကိုထိတွေ့ပြီးသူ့မျက်နှာဝမ်းဝမ်းဆက်ဆက်ကလေးအောင်ကျွန်တော်အတင်းလုံးမြင်မှဒီနေ့အထိဆွဲ ကဲဆွဲတာတွေဝင်လာထုတ်တယ်ခဏထားပါဦးဗျာခလေးကိုစာတင်ဖို့ခေါ်တဲ့ခါကျလို့ရှိရင်ကျောင်းချိန်မှာမခေါ်ပါနဲ့ကျွန်တော်ရှိတဲ့ညနေပိုင်းမှာခေါ်ပါဗျာ သူ့ကျောင်းချိန်မှာလာပို့တာ အော်ကျောင်းချိန်မှာပို့ဖို့မပို့ဘူးကျောင်းကအရေးကြီးတယ်ဗျာ အာသူ့ဘုကတန်းမှာ၄နှစ်တောင်နေနေရတာကျောင်းကရိုးနေဒီမှာအဆန်းဖြစ် ကဲ၄နှစ်နေနေ9နှစ်နေနေရိုးရိုးမရိုးရိုးဗျာသူ့အုံနောက်မှာမဖွင့်ဖြိုးသေးတာပဲကဲကိုတို့ပြောကျွန်တော်ပြောသလိုပဲလုပ်ပါဗျာကျွန်တော်လည်းကျောင်းနောက်ကြနေဦးမယ်တော့တော့မယ်ဗျာ ကဲတော့